ACCA UK ဘတ်တူပြီးဆုံးသွားရလူတိုင်းဟာ ACCA UK ရပေးရတဲ့ Advanced Diploma in Accounting and Business ကိုရရှိမှာဖြစ်တယ်လို့အင်္ဂလန်နိုင်ငံ University ရပေးရတဲ့ BSc Honours Apply Accounting ဘွဲ့ကိုလည်းရရှိမှာဖြစ်ပါတယ်ရှင်။ ACCA UK ဘတ်တူပြီးဆုံးသွားရလူတိုင်းဟာအင်္ဂလန်နိုင်ငံကပေးရတဲ့ BSc Honours Apply Accounting ဘွဲ့ကိုရရှိဖို့အတွက် Research and Analysis Project RAP အတွက်စာရင်းပြုစုရမှာဖြစ်ပြီးအဲ့ဒီစာရင်းကိုအောင်မြင်မှတော့ဘွဲ့ကိုရရှိမှာဖြစ်ပါတယ်ရှင်။ NLA-FA က ACCA UK ဘတ်တူပြီးဆုံးသွားတဲ့သူတိုင်းအတွက်အင်္ဂလန်နိုင်ငံကပေးရမယ် BSc Honours Apply Accounting ဘွဲ့ကိုရရှိဖို့အတွက် Mentoring Program ဆိုတဲ့တန်းခွဲတင်လေးကိုဖွင့်လှစ်ပေးထားပြီးကျောင်းသားကျောင်းသူများ thesis ပြုစုအောင်မြင်နိုင်ဖို့အတွက်ကျွမ်းကျင်သောဆရာဆရာမတွေနဲ့ဝန်ဆောင်မှုများပေးရနေပါတယ်ရှင်။ယခုအခါမှာတော့ NLA-FA ကနေ Research and Analysis Project Mentoring Program ကိုအောင်မြင်ပြီးအင်္ဂလန်နိုင်ငံ Oxford University ကပေးရတဲ့ BSc Honours Apply Accounting ဘွဲ့ကိုရရှိခဲ့ကြသောကျောင်းသားကျောင်းသူပေါင်းများစွာကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်ရှင်။ ACCA UK ဘတ်တူပြီးဆုံးထားပြီးတော့အင်္ဂလန်နိုင်ငံကပေးရမယ် BSc ဘွဲ့ကိုရရှိဖို့အတွက် Mentoring Program တန်းခွဲတင်များကို NLA-FA မှာစဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးနေရဖြစ်တဲ့အတွက်တက်ရောက်လိုသူများ NLA-FA မှာဆက်သွယ်စုံစမ်းမြင်အနှံ့နိုင်ကြပါပြီရှင်။